မာနုတယောက်အိမ်သားထဲမှာသူ့ရန်သူကိုပင်္ဂလာပေးဖို့အကွက်ချောင်းနေတာပေါ့ရန်သူဖြစ်တဲ့မာယာအထဲဝင်သွားတာနဲ့တကောက်ကိုအကင်ကနေအသာလေးပိတ်လိုက်ပြီးအချင်းကိုစောင့်နေခဲ့တယ်မာယာထွက်လာတာနဲ့တပြိုင်နက်မာနုကအညိုးတကြီးပါရိုက်လိုက်ပေးမယ်မာယာကလည်းအရှုံးမပေးပဲသူ့လက်ကင်အိမ်နဲ့ပြန်ရိုက်ပြီးတုံ့ပြန်လိုက်တာပဲနှစ်ယောက်သားတက်ကြပုတ်ကြရင်နောက်ဆုံးမှာမာနုတယောက်အရှုံးပေးလိုက်ရရှာတယ်မာနုမတိလိုက်တာကသူအခုလေးတင်တတ်ပုတ်ခဲ့တာဟာမိမတယောက်မဟုတ်ပဲလိန်ပြောင်းထားတဲ့ယောက်ျားတယောက်ထစ်နေတာပဲမာယာကတော့အချိန်မဆွဲပဲရုပ်ရှင်မိတ်ဆက်ပွဲကိုတန်းသွားခဲ့တယ်အဲ့ဒီမှာတင်ရွှေရောင်ပန်းစည်းကြီးကိုကြိုက်ထားတဲ့လူတယောက်ကသူ့ကိုပန်းလာပေးတယ်ဒါကိုကြည့်နေတဲ့ပရိသတ်တွေကတော့မျက်လုံးပြူးကုန်တာပေါ့ဘာလို့လဲဆိုတော့ထိုင်းနိုင်ငံမှာရွှေရောင်ပန်းဆိုတာတေဆုံးသွားသူတွေအတွက်ပဲသုံးလေးရှိတာလीဒါပေမဲ့မာယာကတော့အေးအေးဆေးဆေးပဲပြုံးပြီးဒီနေ့ကစပြီးရွှေရောင်ဟာကျမရဲ့ကံကောင်းခြင်းအယောင်ဖြစ်လာမှာပါလို့တီတီငင်ငင်ဖြေလိုက်တဲ့အတွက်မီဒီယာတွေရဲ့ချီးကျူးမှုကိုရသွားခဲ့တယ်ဒါကိုအိမ်ကနေကြည့်နေတဲ့အတော်ဖြစ်သူကတော့အားရကျေနပ်လို့ပေါ့မာယာကိုအရှက်ခွဲနိုင်ပြီဆိုပြီးဝမ်းသာနေတာဒါပေမဲ့မထင်မှတ်ပဲအတော်ဖြစ်သူပန်းဆိုင်မှာပန်းဝယ်နေတဲ့ဓာတ်ပုံတွေအွန်လိုင်းပေါ်မှာပြန့်သွားပြီးအရာအားလုံးကပြောင်းပြန်ဖြစ်သွားပါတော့တယ်အဲ့ဒီဓာတ်ပုံတွေကဦးလေးပန်းခိုးရိုက်ထားတာဖြစ်ပြီးမာယာကိုယ်တိုင်အကွက်ဆင်လိုက်တာဆိုတာဘယ်သူမှမသိခဲ့ဘူးအတော်ဖြစ်သူကသူ့ကိုယ်သူရှင်းဖို့ live လွှင့်ပေမဲ့ပို့ပြီးတော့တောင်အခြေအနေဆိုးသွားခဲ့ရတယ်တစ်ဖက်မှာလည်းမာယာဟာဒေါက်တာဂျင်ရဲ့အိမ်ကနေပြောင်းဖို့ဖင်ဆင်နေပြီအတူနေလာတဲ့တန်ရောချင်းကြောင့်ဒေါက်တာကမခွဲနိုင်ဖြစ်နေပေမဲ့မာယာကတော့သူ့ရဲ့လက်စားချီစီမံကိန်းအတွက်ခိုင်ခိုင်မာမာဆုံးဖြတ်ထားပြီးသားမာယာကမိုက်ကိုအိမ်တော့အပိုးတစ်ခုပေးပြီးသူ့ကိုစောင့်ရှောက်ပေးဖို့တောင်းဆိုခဲ့တယ်ဒါပေမဲ့သူတို့နှစ်ယောက်လုံးဝမတိလိုက်တာကအန်ဒီယေဟာသူတို့အနားကိုရောက်နေပြီဆိုတာပဲမာယာငှားလိုက်တဲ့အခန်းဟာသူ့အဖေချာလီပိုင်တာဖြစ်နေပြီးချာလီဟာကင်မရာမှတ်တမ်းတွေကနေမာယာရဲ့လှုပ်ရှားမှုတွေကိုအကုန်စောင့်ကြည့်နေတဲ့အပြင်အကက်ပြားကိုလည်းအလွယ်လေးရထားပြီးသားဖြစ်နေလို့ပါပဲ